မှာဖျက်ပေးလိုက်ရင်မီရိုကီတကောင်နဲ့တာတင်နဲ့စပေးထားပြီဗျာမြန်မာသေးတော့ပေးနေပေးရမှာရင်းကလည်းတယောက်တည်းဖြစ်နေတာဆိုတော့နောက်တစ်ကောင်အကုန်လုံးကနှစ်ကောင်ပေါင်းပြီးစုံညီဝိုင်းလောင်းသွားဆိုတော့ကဲဟီရိုကီတကောင် first starter ပေးရရရင်လည်းကျွန်တော် 1G နော်တိလာချင်းကလည်းရာသူဒီဘက် free တွေပါစားပြီးတော့မှပဲလာဆိုတော့နည်းနည်းလေးတော့ဘတ်တယ်ကိုဒီလေးဝရတယ်ပေါ့နော်အော်မရှိလို့ပေါ့မလဲမင်းပြောတဲ့နေခါနေ join letter fine ပြီးတော့မလီယိုမောမြင်းခေါ်ထားတယ်ဆန်းဆက်လက်ပါဂျာညက်နေနေတာတော့ကေးလေးရနိုင်မလားအေးလီယိုမောနင်းခံလိုက်ပြီး join တက်နေသွားတာဘလင့်မထပ်ပြီးတော့ပဲကစ်ပေါ်မှာအနေနဲ့အဆုံးသက်ခံနီးလီနာလေးကိုပဲပြေးကြည့်တယ်ကစ်ပေါ်မှာ flicker ရှိသေးတယ်နော် flicker ရှိသေးတယ်အားလုံး finals left flicker အဲ့ဒါကိုစောင့်နေတာလှလိုက်တဲ့ spam combination ကစ်ဘွန်ဘာထုနေရအောင်ဟိုဘက်ကပဲလုံနေလို့ကြီးပဲလို့ join let fine ပြီးတော့ပေးထားသေးတယ် game number 2က intro ကြီးဟိုကမလန်းတော့တာ game 1တော့မှ intro လေးနည်းနည်းလန်းသေးတယ်လို့ညီငိုတို့ဟောအဲ့တော့ finals လက်ကရောက်ရင်မျက်ခွက်တက်တဲ့ယူဖျက်ရိုက်လိုက်ဆိုတော့ပဲညီငိုဖုံးလို့မြင်မယ်ဟုတ်တော့ပင်တွင်းမှာတော်တော်လေးကိုဖိအားပေးကစားခံနေရတဲ့အနေအထားတစ်ခုတော့တွေ့ရတယ် review ရှင်းမှာပေးထားတယ် hand sensor လက်ပေါက်လိုချင်နေဆိုရင် Lana Flare နဲ့ဘလို့မှခေါင်းထုတ်လို့မရဘူးဖြစ်နေရဗျာအဓိကအဲ့လိုမျိုးဒီ ultimate cooldown လိုက်နေအောင်သိတယ်အားကြောင့်မလို့ဒီ fantasy ခေါ်ပြီးတော့တန်းကြုံမှုတော့ကြိုးစားတယ်ဒါပေမဲ့ Jushin Silver ပြန်ပေးတဲ့ဘိုင်းတွေရောခါလေးပြန်ကာတဲ့ဘိုင်းတွေရောတော်လေးကောင်းခဲ့တယ်ဗျာနော်ဟုတ်တယ်နောက်တော့9ယောက်လုံးသွားပြီးတော့နေနေရနေထားဗျာဟီကိုကတော်တော်လေးတော့စိုးနေပြီဟီကိုကပြောမယ်ဆိုအဲ့ခရီကသူ့ခရီမဟုတ်ဘူးဗျာ step up မှာရှိနေတဲ့ခရီဒါပေမဲ့အဲ့ခရီသူလုံးလျှောက်တောက်လျှောက်စားနေရ Master Assassin နဲ့ဆိုတော့တောက်လျှောက်ဆိုလို့ဖိအားပေးလို့ကောင်းနေတဲ့ပုံစံမျိုးလေးပေါ့နော်ဒါပေမဲ့ကိုယ်ပြောသလိုပဲ stage က YA ဆိုထွက်လာခဲ့မယ် Bravo ဆိုထွက်လာခဲ့မယ်ဆိုရင်တော့ Vengeance လေးနဲ့ကောင်းကောင်းကြီးပြန်တီးလို့ရတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ် Hiko ကတော့ Crimson Sky လေးအရင်ဆုံးသွားနေတဲ့ပုံစံမျိုးလေးဗျ second တက်တဲ့ objective fight လေးကတော့စတင်ပြီးတော့တည်လာတော့မယ် goal line match မှာသွားပြီးတော့တွေ့မှာဗျရင်း combination ဒီအချိန်မှာတက်တဲ့ objective fight မှာတွေ့ impact ဘယ်လောက်ထိရှိမလဲဆိုတော့ကြည့်ရမယ်ကစ်ပုံပါတော့နည်းနည်းလေးစိုးနေပြီဗျမနေရတဲ့ဒီပုံစံကြီးကိုမြင်နေရတာပေါ့နော်အဲ့လိုမျိုးတောက်လျှောက်ပေါ့ဟိုအေးပွဲတော့အဲ့လိုပဲမစ်တာတဲ့အသင်းကတော်လီဖိုင်းနေဗျာတိလားအဲ့လိုမစ်မှာ creep ပိတ်လို့ရတယ်တစ်ဖက်ကအသင်းကိုဆိုတော့မစ်ကိုတောင်းပစ်မှရမယ့်အခြေအနေလို့တော့ထင်တာပဲဆိုတော့လောလောဆယ်မှာတက်တလေးပါလေးစပြီးတော့900ရောက်ဒီထားလေးတွေ့မယ်နောက်မှလည်း touch post တွေ Stallion Pins တွေပြပေးထားသေးတော့မစားဘူးနိုင်ငံလေးကိုများသွားပြီတရားဝေးပြတ်တော့စူးစမ်းနေသေးတယ်တောက်လျှောက်ပဲ donate phone တွေပြပေးထားဗျာဘာလိုက်နဲ့မှလည်း kit ပေါ်မှာ live ငွေနေခဲ့ဆိုဒီဘက်မှာလည်း play တော့ပြန်ချခဲ့မစားဘူးပြန်ရတယ်ဗျာတောက်လျှောက်ပဲ Hiko ရိုက်ချက် damage တွေကြားရမှာ Debke နောက်မှ Jenny ခဲ့တဲ့ hero တွေ hand over လိုက်ပြီးတော့ရိုက်နေခဲ့ပြီ Hiko ရဲ့နောက်မှပြတ်တဲ့ကြားရမှာဟန်ထတောင်းသွားနေတဲ့ Trap Case တစ်ကိုပါတာဝါရိတ်ထက်ရဖို့ကြိုးစားခဲ့မယ်လေ Hiko အနေငယ်လေးများသွားခဲ့တဲ့နောက်မှာတော့ပြန်လဲ forward လာနေနေပဲ143 trade မှာတက်တက်ပြန်ရတဲ့ပြိုမှာဒီ blue bug ကိုပါတောက်လျှောက်လက်လို့ရဖို့တော့များနေခဲ့ပြီဗျာကွာဟာချက်ကတော့ကျွန်တော်တစ်ဖက်ကနေပြီးတော့ Kim Bomba အနေနဲ့ Lina နဲ့ stage ကိုဝင်ထိန်းပေးထားတာအငြိမ်ကလေးဗျာဒါပေမဲ့တစ်ဖက်ကနေပြီးတော့ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ရင်နဲ့ blink နဲ့ backline ဒီ front line ထဲမှာသွားပြီးတော့ control လုပ်မယ်ဆိုရင်တော့အရင်ကတော့အဆင်မပြေတဲ့ movement တွေတွေ့ရတယ် Han ကိုယ်တိုင်က damage လေးဝင်ပြီးတော့ပေးခြင်းနဲ့ဆိုပေမဲ့လည်းပဲတစ်ဖက်ကနေပြီးတော့ Geo Martin အနေနဲ့ပုံစံမျိုးကိုတော့ game number 1အတိုင်းလေးပဲသွားပြီးတော့တွေ့နေရတယ်ဗျအဲ့တော့ကျွန်တော်ရဲ့မျှော်လင့်ချက်ဒီအချိန်မှာတော့ Lina ရဲ့ဒီ damage ပဲရှိတော့မယ်ဗျကဲနော် Lina ကလည်းသူနှစ်ခါလောက်ပြန် down ခဲ့ရတဲ့ kite ဆိုတော့နော် glowing one နိုင်ငံလေးနောက်ကျနေ Kali Sandstone ပြန်ပြီးပေးထားတဲ့ Stallion ပေးတော့ Fantasy ပြန်ပြီးခေါ်လာပြီးကောင်းတယ်ဟို blade လိုက်တော့လိုက်သွားတယ်ဆိုပေမဲ့လည်းစာဝပြန်လွတ်မြောက်သွားနေနေပဲ Hiroki ရမယ့်အခွင့်အရေးကနေပြီးတော့ Hiroki ပြန်ပေးလိုက်ရတဲ့အခြေအနေမျိုးဗျာ wireless ဒီနဲ့ပါသွားတဲ့နေသားလေးကိုတော့သွားပြီးတော့တွေ့ရတယ် stage အောက်မှာလည်း Hiko နဲ့သွားပြီးတော့တွေ့ပြီ Hiko ကတော့ရိုက်မှာပဲ faculty dance အတိုင်းပဲ Joey Please cutting call တွေအောက်မှာတော့ Hiko နည်းနည်းလေးတော့စိတ်တော့ပြန်ပြီးတော့ short ထားပါသေးတယ်ဗျာကဲနော်မကြောက်ဘူးဗျ Freya ကြီးကလည်းတော်လေးသွေးဆိုးနေပြီလို့ပြောရမှာတစ်ဖက်မှာလည်းဒီ phobia တို့ဘာတို့ကလည်း by one နေထားမှာ K-pop ဘာကိုတာဖို့ဆိုတာမျိုးထား lane face ကိုအထိန်းနိုင်ဟိုအတက်အဆုံးထိန်းထားဖို့ပဲပြန်ကြိုးစားနေရတယ်အောင်ရဲ့ first tower တစ်လုံး Hiko play ရိုက်ခွဲနေရဗျာတော်တော်လေးတော့များတယ်ဗျာနော်လုံးဝအကြောင်းမရှိဘဲနဲ့ရိုက်ခွဲသွားရင်တော့ tower တစ်လုံးပြန်ပေးရတယ်မင်းမှာ Kimi နဲ့ Jushin မှာ Jushin ကတာနေပြီးတော့အဲ့ရတခုကို blink ကဝင်ဖြစ်ရတဲ့အချိန်မှာ blink အနေနဲ့ဘယ်စီမှမရောက်ဖြစ်ဘူးဖြစ်သွားတယ်ပေါ့နော်အဲ့ဒီအချိန်ဒီမှာလည်း free ကအတော်လေး free ဖြစ်နေတဲ့အနေအထားမျိုးဆိုတော့ဒီပွဲကတော့ကျွန်တော်မလွယ်ဘူးဗျနောက် 5k တော့ကွာတယ်ကျွန်တော်မစ်ကိုတောင်ပစ်မှရောက်ရမယ့်အခြေအနေဖြစ်သွားတယ်မစ်ကတော်တော်ကြီးကိုဖိခံလိုက်ရတဲ့ပုံစံတစ်ခုပေါ့နော်ဒီအချိန်မှာတော့ early to mid game time တစ်ခုမှာတော်တော်လေးကိုတက်ရောက်သွားရဆိုတော့ tin separate အနေနဲ့ကတော့ကျွန်တော်တို့ရဲ့ရန်ကုန် Gladi Coast ရဲ့ battling zone တွေကိုဝင်ကျင်တိုင်းဝင်ပြီးတော့ traction တိုင်းပြန်ပြီးတော့ထွက်သွားတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဗျတောင်းလန်းပန်နှုတ်လဲမဆက်ဘူးလိုအနေထားတစ်ခုမှာတော့ကျွန်တော်ရန်ကုန် Gladi Coast အနေနဲ့ကတော့ဘယ်လိုမျိုး turning point တွေပြန်လည်ပြီးတော့ရှာဖွေမလဲဆိုတာတော့စဉ်းစားရင်းနဲ့ပဲနည်းန
က်လေးချက်တဲနေရဗျာ true damage penetration လေးပြန်ပြီးတော့ပေါင်းထားသေးတယ် YS လေးပါပြီးထားသေးရဆိုပေမဲ့ဟန်အတွက်ကတော့ chain တွေပေါက်ကိုတော့ item ပိုင်းခြားတွေအများကြီးတော့လိုအပ်နေရဗျာဒီနာကိုတန်းလည်း glowing one တစ်ခုနဲ့ပြန်နေပြီးတော့ပဲ continuous damage လိုက်ပြီးတော့ပေးနေရတဲ့အချိန်မှာစာဝူးတယောက်ကိုပါကြော်ဖို့အတွက်ကတော့လောလောဆယ်မလွယ်လာဘူးဖြစ်နေရဗျာ ကဲဒီမှာလဲ final slam တွားပြီးတော့ပြီးခဲ့တဲ့နောက်မလီနာပြန်ပြီးတော့ flicker လေးနဲ့ forward တော့လုံးလာသေးရဲ့ဗျာကျွန်တော်ကလည်းရှင်တောက်ဝစ်ပြန်ပေးပါလား2 minute 4 down shot ကိုပြန်ပြီးခုံထားသေးတဲ့နောက်မှာ Hiko ultimate တွေဖွင့်ပြီးဝင်လာခဲ့ပြီဗျာနောက်မှာ Shinigami Hero နှစ်ကောင်လုံးပြန်ပြီး down ပလိုက် control ပါလာ5 piece တွေလိုက်ဖွင့်ခဲ့တဲ့နောက်မှာဟန်ပြန်လဲ forward လုံးနေနေပဲရှင်နဲ့ blink ဟာတကယ်ကိုပြန်ပြီးတော့ပေးလိုက်ရတဲ့အချိန်မှာ May first tower ကလည်းတေချာပေါက်ကျိုးတော့မယ်ဗျာ Hiko combination ဝင်လာခဲ့တဲ့ပွဲကစားချင်း9 minute ကတော့ Tin Spirit ကတော့အတော်လေးကောင်းသွားခဲ့ပြီလို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်ထပ်ပြီးတော့ဂျန်ကလင်းစုံနဲ့ပဲထိုက်ခံနေရပြီဆိုတော့ဟန်ဘလို့မှတော့မစားတာတော့ဟီကိုမီကာကေးတီကိုပါထပ်မှန်ပြီးတော့ပိုင်ဆိုင်သွားခဲ့ဗျာ one shot ကတော့ဒီပွဲမှာသူတော်တော်လေးကို comfort ဖြစ်သွားပြီလို့ပြောလို့ရတယ်ဆန်ဆက်လက်ပါဇုံနဲ့လိုက်ထိုင်းနေပဲစာဘူးကစ်ပုံပါဟီကိုတို့ရဲ့တိုးအားတွေချားထဲမှာတော့ရန်ကုန်လာဒီကိုကျော်လွန်မှုအတွက်ကတော့တော်တော်လေးကိုခက်ခဲနေတယ်ပြောရင်းဆိုရင်လည်းပဲမတ်သွားပြီးတော့ open နေဆိုတဲ့ blink ကိုတော့ bakery doesn't ထပ်ပြီးတော့ဝင်ပြီးတော့ပဲအတောင်မန်ဒီပါဖြန့်ချက်ပြီးတော့ရိုက်ထားတဲ့ blink hero gate ထပ်ပြီးတော့ပေးလိုက်ရသေးရဗျ unstoppable hiko ထပ်ပြီးတော့ယာထားနေတဲ့ပစာဘူးထပ်ပြီးတော့ sandstone လွဲထားသေးတယ်နောက်ကနေပြီး bucket ရောက်လာခဲ့တဲ့ timing တော်တော်လေးမှန်နေဆိုရင် final slash နဲ့ land flame lina ထပ်ပြီးတော့ကြောင်သွားခဲ့ရပြန်ပြီဗျ ကဲเนาะကျွန်တော်တို့ဘာလို့လောက်ကြမလဲဒီချိန်လေးကြီးကတော့ကျွန်တော်တော်လေးတော့ခက်ခဲတဲ့ချိန်ကြီးတော့ဖြစ်လာပြီဗျာလီနာအနေနဲ့ကတော့သူတို့0-3-2တော့ဖြစ်နေပြီဘလင်းလည်းအရန်ပေါက်တာများသွားတယ်ဗျာဒီပွဲအဲ့လို still လောက်ပဲနိုင်ငယ်လေးเนาะကျွန်တော်တို့ဒါအချိန်ကြီးကောင်းနေအနေထား state စီမှာလည်း item ဆိုင်ရာ2ချောင်းတော့ပါတယ်ဗျာဒီ free hour တို့ဘာလို့ spam control ပြန်လုပ်ဖို့အတွက် CF ဘတ်တွေပါမယ်နောက်မှာ YX တွေပါမယ်ဒါပေမဲ့ဒီကလုံလောက်တယ်လို့ပြောတော့ခက်နေသေးတယ်ဗောနော်ကျွန်တော် Vanya ဘာညာနဲ့ Magic Defense လုပ်လို့ရရင်မလဲနောက်ထပ်တော့ item တွေကတော့ထပ်လိုအပ်နေတော့မယ်ဗျာဒီပွဲကတော်တော်လေးကျိုးကြည့်သွားတာအဓိကမက်မှာဒီနာလဲဖိုးရဖို့အတွက် crease စားတာကိုတစ်ဖက်ကဆက်ဆက်လာပါ feed ထားတာကိုเนาะကျွန်တော် like ကာနေရတဲ့အချိန်မှာဒီ EHP တော့ goal ရောသူတို့မကန့်ပြူဖြစ်သွားတယ် combination ရလဲအရင်ကြီးတော့မတာခဲ့ဘူးဗျာအားလုံးရဲ့ spam control တွေကเนาะကျွန်တော် YS တွေပါမပေါဘူးဆိုရင်တော့အတော်လေးအားကောင်းတဲ့ hero ဖြစ်နေရအောင်လဲမေးထားလို့တော့မရအောင် free ရလဲ3ချောင်းမြောက်ဒီပါဆက်သွားနေဗျာဟူးတော်တော်လေးကိုကျွန်တော် item ပိုင်းခြားလေးရလဲစုံစုံလင်ဖြစ်နေပြီဆိုတဲ့ data တစ်ခုတော့ treat ရတယ်ပေါ့နော် unexpected တွေပါနောက်ပိုင်းကျရင်တော့ mobile ပိုင်းမှာအစ hiko အနေနဲ့စိတ်ပူစရာမလိုတော့ဘူးဆိုတဲ့ပုံစံမျိုးကိုတော့ treat ရတယ် front line 3ယောက်တောက်လျှောက်လိုက်ပြီးတော့လုံးနေတဲ့အချိန်မှာ one shot ဒီဘယ်အချိန်မှာသူ့အနေနဲ့ dash လေးနဲ့ဝင်ပြီးတော့ lot 5 piece လေးနဲ့ finishing လုပ်သွားမလဲဆိုတဲ့အရာကိုပဲစိုးရင်ရှိတယ်ပြောရင်းဆိုရင်တစ်ထပ်ပြကျွန်းနေတဲ့ blink တောက်လျှောက်ဆိုပဲ4ယောက် sticky ဖြစ်နေတဲ့ data တစ်ခုတည်းမှာ hiko ထပ်ပြီးတော့ပေးထားသေးတယ်ဗျာတစ်ဖက်မှာလည်း one shot အနေနဲ့ han တော့ reset ဆိုသလို PR လိုက်ပေးနေနေပဲ inner tower တစ်ခုပါ tin spirit ဥတီလာခဲ့ပြီဗျာကဲနောက်ကျွန်တော်တို့ဒါကတော့ knockout stage ကိုမှ lower bracket ဆိုတော့ဒီပွဲပြီးသွားလို့ရှိရင်ကျွန်တော်တို့ကပြန်ပွဲနေပြီးတော့နော်ထွက်ခွာသွားနိုင်တဲ့အခြေအနေမျိုးရှိရဆိုတော့ဒီလိုမျိုး game number 2တွေ 11k ကွာနေရကအတော်လေးတော့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေတော့ဖြစ်စေတယ်ဗျာဒါမဲ့လည်းအကောင်းဆုံးပြန်လဲကြိုးစားဖို့တော့လိုအပ်နေရတော့အမှန်ပဲတစ်ဖက်က tin sprint အနေနဲ့လည်းအတော်လေးကောင်းနေတာဗျာကျွန်တော်တို့ကတကယ်ကို match point လို့အရာမျိုးတွေကိုမရောက်စေချင်ဘူးဆိုရင်လည်းဒီပွဲကိုပြန်လဲခံမဖို့ဆိုတာကအတော်လေးခက်ခဲနေတယ်ကျွန်တော်တို့စီမှာ damage လုံလောက်မှုပြဿနာတွေလည်း damage မလုံလောက်မှုပြဿနာတွေလည်းရှိတယ်ဗျာ 11.1k hero k 15ကောင်2ကောင်ဆိုတဲ့အခြေအနေမှာကျွန်တော်တို့က match point တစ်ခုစီကိုတော့သွားအောင်မနဲ့တူတယ်ပြန်ပြီးတော့ camp လုံးနိုင်ဖို့အတွက်ကလည်း damage ပိုင်းဆိုင်ရာရပွဲသားချင်းအနည်းဆုံး18မိနစ်လောက်ထိတော့ item ထွက်ဖို့အတွက်ဆွဲခေါ်နိုင်မှာရမှာဗျာ game instant လောက်ဖို့အတွက်ကတော့ကောင်းတဲ့ vision ဘက်ကနေပြီးတော့ကြည့်မယ်ဆိုရင်တော့မလွယ်လာတော့ဘူးဗျာဘက်ကနေပြီးတော့ tin spirit လောက်သွားတဲ့ mechanic ကတော်တော်လေးကိုတော့တက်ရက်တယ် goal sheet တွေကို holy sheet တွေကိုအရင်လိုက်ပြီးတော့ခွာချမနေဘူး12နှစ်တိုင်ပင်အတွင်းမှာဒီ holy sheet တွေဒီ automatically ဒါသူ့နေကျွတ်သွားမှာဗျာအဲ့နောက်ပိုင်းမှာတို့အနေနဲ့လိုမျိုး10 second ကြော်သွားမှာ log ကို objective ကိုသွားပြီးတော့ကြည့်လိုက်တယ် second 40တက်လာတဲ့ quick wave တိုင်ပင်နဲ့အတူပဲ lane 3 lane တော့ pressure ပေးအောင်ပါဗျာ stage fighter slash လေးမှာပေါပါသွားတယ်ဆက်ဆက်လက်ပါတော့မိထားခဲ့တယ်ဆိုရင်အရင် instant ဖြတ်ဖို့အတွက်မလွယ်ထားတဲ့အနေထားဗျာဒီအချိန်မှာကျွန်တော် tin spirit အနေနဲ့ 5 man ကြံနေခဲ့တဲ့အချိန်မှာ high ground defend ဖို့အတွက်ရန်ကုန် Gladigos ဘယ်လိုမျိုးအားအင်တွေရှိနေမလဲဆိုတော့ကြည့်ရမယ် holy shield လေးတော့မကျွတ်သေးဘူးဗျတိုင်မင်လေးကတော့မိသေးတယ်โอเค land play စောက်ဘူးအဲဒီ pick up ချိန်နဲ့ပုံစံမျိုးလေးကိုတော့တွေ့ရတယ်ဗျသူရဲ့ sandstone flicker တစ်ပေါက်ကိုကျွန်တော်မြင်တီးထားရပါကဲဒီမှာလည်းတောက်လျှောက်ပဲလောကပြေးပြီးတော့ဂျိုင်ထားပြီဗျာပေါ်မှာလည်းနော် mega passage လေးပါလေးပြန်ပြီးတော့ကြံနေခဲ့တဲ့အခိုက်အတန့်မှာတော့ရှိလာပြီဗျာနော်ကျွန်တော်တဖြည်းဖြည်းနဲ့တော့ tin spirit အနေနဲ့သူတို့ရဲ့လုံနိုင်စွမ်းတွေကိုပို့ပြီးတော့မြင့်တင်လာတဲ့အရာမျိုးတော့တွေ့ရတယ်ပြီးတော့အရင်မလိုအပ်တဲ့အရာတွေလည်းမလုပ်ဘူးနော် mega passage ရှိနေတဲ့အချိန်မှာအရင်ဝင်တတ်တဲ့အချိန်တွေတွေ့ရအောင် free ပွဲသားချိန်17မိနစ်လောက်မှာပဲ item ပြေးဖို့အတွက်တကွက်သားလေးလိုရတဲ့အချိန်လေး free play ဝင်ရိုက်တယ်ပြီဗျာနော်ကျွန်တော်ချင်းသူရတော်လေးတော့ကိုင်းသွားတယ်ဗျာ Australian pin လေးပါလေးပြန်စားထားသေးရဲ့ sandstone တွေကြားထဲမှာ
ရှင်းတော့ပြန်ပြီးတော့တောင်းသွားနေနေပဲ Megatora ကူတော့ပြန်လဲပြီးတော့ကာရသေးတယ်ဗျာတော့ Jericho State ကပြန်တောင်းတပကြီးပဲ one shot နဲ့တူပဲဒီလိုနှစ်ကောင်တောင်းသွားခဲ့ရပြီဗျာ Megatora ဒီကိုကာဝတ်တော့က3ယောက်ပဲကျန်တော့တဲ့အခြေအနေဖြစ်ပါတယ် လုံးဝမလွယ်တော့တဲ့ပုံစံမျိုးတစ်ခုတော့သွားပြီးတွေ့နေရတယ် Blink နေနေရတော့ mid lane မှာတော့ navy attention တောင်းခြင်းတဲ့ပုံစံမျိုးလေးဗျာ Hiko Savo one shot ကစ်ဖို့ပါတော့ခေါ်သွားဖို့တော့ chance တွေဒီကတော့ free wave လေးတွေကို defend ထားဖို့တော့လိုအပ်နေရပါလေ flicker ပါထပ်ပြီးတော့ပေးထားရဆိုရင် Hiko result ဆိုတယ်လို့ရိုက်ချက်တွေရချားထဲမှာ Blink ရက်တောင်မခက်လိုက်ရဘဲနဲ့ပဲသူ့အနေနဲ့ရက်တောင်ရှက်ခက်လိုက်တဲ့အချိန်မှာနေမယ် Hiko ပေးလိုက်ရပြီလို့ပြောရမယ်ပေါ့နော် Discipline အနေနဲ့တော့ဒီအချိန်မှာတော့ Mega တွေထပ်မှန်ပြီးတော့ပဲ try နေပြီသူတို့အနေနဲ့လုံငုံ high ground တက်တဲ့အချိန်မှာ low objective လေးနဲ့ miss calculation လေးဖြစ်ခဲ့တယ်ဆိုရင်ဒီအချိန်မှာ Bethesda တော်တော်လေးတက်ရက်နေရတယ်သူပဲ instant ဝင်ပြီးဖြတ်သွားခဲ့တယ် Lina ပါသွားခဲ့ပြီဗျ YG အနေနဲ့ defend ဖို့အတွက်ဖြစ်နိုင်တော့ဘူးဆိုတဲ့အခြေအနေတစ်ခုမှတော့ 10 spread game number 2ပါထပ်မှန်ပြီးတော့နိုင်လူသွားခဲ့ပြီဖြစ်ပါတယ် ကဲလူလုံးကြမလဲဗျာเนาะကျွန်တော်တို့ game number 2မှာလည်း team sprint အနေနဲ့ကတော့ AC တတရာတောက်တလေးပဲဆိုတော့မြန်မာတင်း YG ကိုတော့ရိုက်နှက်နေရင်လည်း game number 3 match point တစ်ခုတော့ပေါ်ဆောင်သွားခဲ့ပြီဗျာနှစ်ပွဲလုံးကတော့တော်လေးပြတ်သားတဲ့ရလက်တွေကိုထွက်ပေါ်စေခဲ့တဲ့အခြေအနေမှာရှိတယ် series တွေ့ကြုံ6ခါလောက်ထိကိုသွားပြီးတော့ရှိနေခဲ့တဲ့ team sprint ရဲ့ကစားသမားတွေကိုတော့ကျွန်တော်တို့မြန်မာကစားသမားတွေဖြစ်တဲ့เนาะကျွန်တော် YG ကစားသမားတွေကကျွန်တော်တို့အတော်လေးကိုခက်ခဲနေတဲ့အခြေအနေမှာရှိတယ်ဗျာเนาะနောက်တပွဲကတော့3 သီးသာဖြစ်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က toy နဲ့ပြန်ပွဲထွက်ရတော့မှာဗျ။နိုင်တဲ့တင်ကတော့ AE နဲ့ lower bracket မှာထပ်ဆော့ဖို့တော့ရှိမှာပေါ့လေ။ဒါပေမဲ့ရှုံးသွားရင်တော့ဒါ lower bracket ကိုကစားနေတာပြောတော့ကြောင့်ရှုံးရင်တော့ပြန်ပွဲကနေပြီးထွက်ခွာတော့မှာဗျ။ ဟုတ်ပါတယ်ဒါပေမဲ့ဘာမှဖြစ်ပါဘူးကျွန်တော်ကောင်းတဲ့ဘက်ကနေပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ M7 stage ဒီ Young Gladiators မှာပါဝင်နေတဲ့ကျွန်တော်တို့ရင်နဲ့ဟန်ဘက်ကတော့အတွေ့အကြုံအောင်တစ်ခုတော့ဖြစ်သွားလိမ့်မယ်။ပတ်မှလည်းကျွန်တော်တို့ဒီ Lina တို့ stage တို့ Link တို့ကောင်းကောင်းဟန်တွေထားခဲ့တယ်ဆိုရင်လည်းသူတို့ရဲ့ခီးစဉ်ဒီတော်တော်လေးကိုတော့ခက်ခဲခဲ့တာဗျာ။သူများနိုင်ဒီသူများမြေသူများရေမှာတော့သူတို့ဒီကလေးတွေအနေနဲ့ကတော့ခက်ခဲကြော်ဖြတ်နေရတဲ့ပုံစံမျိုးလေးတွေကျွန်တော်တွေ့နေရတယ်။အဓိကသူတို့တွေးဆုံခဲ့တဲ့အသင်းတွေကလုံးဝလွယ်ကူတဲ့အသင်းတွေမဟုတ်ဘူးဗျာ။ဒီကြားထဲမှာသူတို့ရဲ့ဒါနိုင်ပွဲမရရှိတဲ့အချိန်မှာ Mandateလေးရတဲ့အနေငယ်ထိခိုက်သွားနိုင်သေးရဲ့ပေါ့လေပြန်စဉ်းစားကြည့်ရင် Order Ego တို့သူတို့ဖြတ်တန်းခဲ့ရတယ်ကျွန်တော် online ID တို့ဖြတ်တန်းခဲ့ရ TPH တို့ဖြတ်တန်းခဲ့ရတယ်ဒီ climate တွေဒီပဲပြိုင်ပွဲတွေမဟုတ်ဘူးဗျာဆက်လက်ပြီးတော့ပဲထပ်တက်လာတဲ့အချိန်မှာ Aura Taki เนาะအခုဆိုရင်လည်းဒါသူတို့အနေနဲ့နောက်ထပ် Tin Spirit ဆိုရင်ရချမ်းရီကျူအသေးမြတော်တော်လေးကိုကျွန်တော်တို့မာထန်ခတ်ထန်တဲ့အသင်းထဲမှာပါတယ်ပေါ့နော် Team sprint ကတော့เนาะကျွန်တော်တို့အားလုံးလည်းဒီရှေ့မတိုင်ရင်လည်းသုံးသပ်ခဲ့ကြပါတယ်တော်လေးကောင်းတဲ့အသင်းဖြစ်တယ်ဒီရနဲ့ team sprint လာတွေ့ရဆိုတာကျွန်တော်တို့ကတော်တော်လေးမလွယ်ကူလောက်ပါဗျာเนาะကျွန်တော်တို့ဒီ one shot တို့ sunset lever တို့ savo တို့ဒီကစားသမားတွေက M series ကိုချိန်များစွာတက်ရောက်ထားနေတဲ့ရေချင်းတွေရှိတယ်ပြီးတော့ခုနကလိုဘဲညာတောင်မနှစ်ဖက်မှာလည်းလူငယ်ကစားသမားလေးเนาะအသက်19-20ဖြစ်တဲ့ကျွန်တော်တို့ဒီဘက်ကနေပြီးတော့ဒါ Kip Bomba တို့ Hiko တို့လိုကစားသမားမျိုးတွေပါဝင်နေတာကအတော်လေးရှင်ထင်ရခက်စီတယ်ဗျာ Hiko ဆိုလို့ရှိရင်လည်းသူဆော့ရတာဂွန်လေးမှာဒီပွဲဆိုလည်းဘာမှပြောစရာမရှိဘူးပေါ့ဗျာ free ပေးလိုက်တဲ့အချိန်မှာစီစီနဲ့ပြန်ထောက်ဖို့ကြိုးစားရမယ်လေလောက်ရမ်းမဖြစ်ခဲ့ဘူးပေါ့ဗျာကျွန်တော်ကလုံးဖြစ်မယ်လို့ထင်တာ micro macro ပိုင်းနေရစကွာနေရဆိုတော့ကျွန်တော်တို့အနေနဲ့ဝန်ခံရမယ်ဗျာနော် early game နဲ့ one stage ကိုထိန်းဖို့အတွက် Hiko man plan လေးနေပါလာပြီးသားဗျာ plan setup ဒီမှာတွေကိုတကယ်တမ်းတည်လာခဲ့တယ်တကယ်လဲကျွန်တော် stage ရဲ့ lane ကိုဘယ်သူမှလာမကြည့်တဲ့အချိန်မှာ stage အနေနဲ့ Hiko ကို early game time ပြီးမှာရန်ပြီးသွားပြီးတော့ရှင်းလို့မရတော့ဘူးအဲ့လိုကျွန်တော်တို့ဒီချိန်မှာစိတ်ရက်ကြနေလို့တော့မရဘူးဗျာနော်ကျွန်တော်လည်းနည်းနည်းတက်ကြွလေးလုပ်ပြီးမှတော့ရမယ်ဆိုတော့ဟိုအဓိကဘာလဲပေါ့ကျွန်တော်မြင်ရသလောက်ဆိုလို့ရှိရင်မနေ့က AE နဲ့ပွဲတဲ့တောက်လျှောက်တွေ့နေရမစ်ပဲမစ်မှာ crease စားလို့မရဘူးတစ်ဖက်က hero nature ကိုထပ်ပိုတာတာဒါမှမဟုတ်ရှင်ဟို eve နဲ့ juition balance ဖြစ်နေတဲ့အချိန်မှာ roma ပိုလုံးနိုင်အောင်ဆိုလို့ရှိရင်အဲ့လို mid ကို crease မကျွေးဘဲနဲ့ feast တဲ့ကိစ္စကိုကျွန်တော်ရှင်းမရမှာဗျာသိလားအဲ့ဒါကြောင့် Lilia ကိုပေါ်တော့ထွက်လာတာဘာလို့ဆိုတော့ mid ကို crease စားတာမြင်ရတယ်ဒီကောင်တွေသွားပိတ်လို့မရဘူးအဲ့တော့ဒီ mid ကိုကျွန်တော်တို့ကတောင်းပစ်နိုင်မပစ်နိုင်လို့ရှိရင် matter hero တွေကုန်ဖမ်းလိုက်တာကောင်းဆုံးပဲကျူရှင်းနဲ့ if တွေ ban လိုက်ပြီးတော့ channel match နဲ့ရှင်ဆိုတော့ပိုကောင်းမလားပေါ့လေဘာလို့ဆိုတော့အခုကဒီ KM နဲ့ if ဟိုကျူရှင်းနဲ့ဆိုလို့ရှိရင်ဒါ balance ဖြစ်တယ်လို့ပြောလို့ရပါမယ်ကျူရှင်းကခါလီနဲ့ပေါင်းပြီးတော့ပိတ်လိုက်တဲ့အချိန်မှာ if ဟိုတစ်ဖက်ကကျွန်တော်တို့ရဲ့ညီမကစားမလီနာဘလို့မှ crew ကိုစားလို့မရတော့အဲ့တော့လီနာ crew စားလို့မရအောင်ဆိုလို့ရှိရင်ပြီးသွားပြီဗျာ level 4ကမရအောင် level 4မရတဲ့အတွက်ကြောင့်မလို့ first set တွေကိုသွားဆိုင်လို့မရအောင်အဲ့တော့ mid ကနေပြီးတော့လဲခွာလို့လုံးဝမရအောင်ဖြစ်နေဒီပွဲမှာတော့ Kip ပုံမှာ7-0